Hello အားလုံးမင်္ဂလာပါမဒီနေ့ဗီဒီယိုမှာတော့မမေခေါင်းအကြီးနဲ့လိုကောင်ကြီးတွေလိုက်တဲ့ခံယူဆော့ပြမှာဖြစ်ပါတယ်ကိုလိုက်ရှာတော့ပြန်ပါလေအော်အော်မတွေ့တယ်လို့အော်တဲ့မိသွားတယ်လားသူဝင်လိုက်ကြအောင်ဒီနေ့မမေခန်းကားထိဆော့နော်ခန်းကားရောက်တာနဲ့မမေဆော့ရရပါမယ်โอเคတော့ရအောင်မမင်းဒီစမမတရားစောပြမှာပေါ့နော်ဒီတိုင်းမင်းစောရပေါ့လိုမျိုးပေါ့နော်မင်းကပြောရနော်အရင်မြင်းအောင်ထားတဲ့အတွက်ပိုပြီးစောလို့ကောင်းတယ်နော်ခန်းကားထိပဲစောမဒီနေ့ကလည်းဆိုတော့မင်းလုံးရရှိပေါ့နော်မစ်တော့ကောက်လေးလည်းပေးရအောင်မယ်အဖောင်းလည်းကုန်တော့ခဏခဏဟိုရကြည့်အောင်တော့ရတက်လာအောင်voilà okဝင်တယ်မြင်တော့မယ်โอเคရောက်ပြီအေးအောက်မှာအကောင်ချီရပုံမယ်မမေဆုံးဘူးဟာအရင်ကောက်ဟုတ်တယ်တကယ်ရှိကောက် let's go ဂိမ်းတော့သွားလိုက်ကြရအောင်ဂိမ်းတော့ရပါတကောက်ယူရင်တော့အေးရတေးလို့မဟုတ်ပဲတော်တယ်လို့ပါပြရဟဲ့လမ်းလည်းမသိပါဘူးမင်းရှောက်သွားနေရပါလမ်းတော့မသိပါဘူးမင်းတော့တက်တယ်လမ်းမသိရတယ်ကဲပါလမ်းမသိပါဘူးဘယ်နာသွားမယ်ဆိုတော့မလမ်းကောက်တော့သိတာမဟုတ်ဘူးဟာလီလမ်းယူနေတော့တော်สักพักน้ำหมดไปดูตามรอบมันเป็นอย่างนี้ครับဝင်လုံးဖြစ်တယ်အားဒီပါမှမရှိဒီနာห้องน้ำเราวิ่งเด็กไปต่อเราวิ่งต่อมากัดตบให้เหรอคนพนันสูงน่าจะเคลียร์แล้วแหละเขาไปก็ใช้ความคลอนนี้แล้วแหละน่าแต่ไม่ดาวโซนแรกมาอยู่โอเคกลายเป็นตัวแม่สวัสดีซอมบี้เหล่า